แต่ตอนนี้ดิฉันหลักเข้าสู่ทางคำค่ะเวลาฟาโลกโง่หนูฝากข้อทีนะคะเพราะนางให้ชีวิตนางเพิ่มสนิทจะให้ชีวิตอีกเหรอน มัสการหลวงแม่กับญาติไข่ได้นะคะ ဗုဒ္ဓဘာသာကိုလှောင်ပြောင်ပြီးတည်ခဲ့တဲ့ထိုင်းနိုင်ငံကအလှမယ်ပြိုင်ပွဲမင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုလူပြောများနေတဲ့ဒီဗီဒီယိုဖိုင်ဟာထိုင်းနိုင်ငံရဲ့နာမည်ကြီးတကယ့်ကိုမှပြောစရာကောင်းတဲ့ဖျော်ဖြေရေးပွဲတစ်ခုဖြစ်တဲ့ Miss ACDC Thailand 2025အလှမယ်ပြိုင်ပွဲကပဲဖြစ်ပါတယ်ရှင်ဒီပြိုင်ပွဲမှာပြိုင်ပွဲတွေတူဟာစင်မော်မှာမြမရိုးရာဝတ်စုံတွေဆင်တူတဲ့ fashion ကိုပြသခဲ့ပြီးတင်ငန်းနဲ့တူတဲ့ပန်းရောင်အဝတ်အစားလိမ္မော်ရောင်ပါဝါတို့နဲ့အတူတီလာရှင်တွေတရင်သုံးဟန်နဲ့တူတဲ့ဟန်ပန်မျိုးနဲ့မြန်မာစာရန်ပါတဲ့တိုင်းကျိုးကိုရှင်မာပတ်ပြီးလှောင်ပြောင်ဟာတာလုပ်နေတာကိုတွေ့ရပါတယ်အထူးသဖြင့်ပြိုင်ပွဲဝင်ရဝတ်စင်ပုံဟာမြန်မာမဲတီလာရှင်တွေရဲ့တင်ငန်းတော်အယောင်ဝတ်စင်ဟန်တို့နဲ့စင်တူရိုးမှပြုတ်လုပ်ထားပြီးတော့နောက်ခံမှာလည်းဇေဒီပထိုးပုံတွေနဲ့မြမရိုးရအသွင်အပြင်ကိုအသုံးပြုထားတာကဗုဒ္ဓဘာသာဝင်တွေအတွက်အထူးအမြတ်ထားတဲ့အရာတွေကိုစော်ကားသလိုဖြစ်စေခဲ့ပါတယ်ဟာတာပြိုင်ပွဲဆိုပေမဲ့ဒီလိုဘာသာရေးအထိမ်းအမှတ်တွေနဲ့လှောင်ပြောင်တာဟာလုံးဝလွဲမားတဲ့လုပ်ရလို့ပြောရမှာပါဒီဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့သွားတဲ့အခါမြန်မာပရိသတ်တွေကြားမှာအကြီးအကျယ်ဒေါသထွက်မှုတွေဝမ်းနည်းစိတ်ပြတ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်မြန်မာနိုင်ငံကထိရောက်ဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီးယဟန်တန်ဃာတော်တွေသင်္ကန်းတော်တွေကိုအထွတ်မြတ်ထားပါတယ်ဒီလိုအပျော်ပြည့်သဘောနဲ့လှောင်ပြောင်တရော်တာဟာဗုဒ္ဓဘာသာဝင်တွေရဲ့ယုံကြည်မှုကိုပြင်းပြင်းထန်ထန်စော်ကားလိုက်တာဖြစ်တယ်လို့မြင်ကြပါတယ်။ Miss ACDC လိုပြိုင်ပွဲမျိုးမှာဖြိုးဖြေးနဲ့ရေမောစရာအသားပေးဖြစ်ပေမဲ့လည်းတခြားနိုင်ငံရဲ့ရိုးရာဝတ်စုံနဲ့ဘာသာရေးကိုအလွဲသုံးစားလုပ်ပြီးပြက်လုံးထုတ်တာဟာယဉ်ကျေးမှုလေးစားမှုလုံးဝကင်းမဲ့တဲ့လုပ်ရဲ့အဖြစ်ဝေဖန်ခံခဲ့ရပါတယ်။ထိုင်းနိုင်ငံဟာလည်းဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီးတော့နှစ်နိုင်ငံဟာယဉ်ကျေးမှုချင်းစင်တူနီးစပ်မှုတွေရှိပါတယ်။ဒါကြောင့်ဘာသာတူချင်းအိမ်ကြီးချင်းနိုင်ငံချင်းအခုလိုမျိုးလေးစားမှုမရှိတဲ့လောက်ရဟာပုံမစိတ်မကောင်းစရာဖြစ်ခဲ့ရပြီးတော့လူမှုကွန်ရက်မှာထိုင်းနိုင်ငံအပေါ်ပြင်းထန်တဲ့ဝေဖန်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။တကယ်တော့ကမ္ဘာပေါ်မှာဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယုံကြည်မှုရိုးရာနဲ့ယဉ်ကျေးမှုကိုတန်ဖိုးမြတ်နိုးထားကြတာကတဘာဝပါပဲ။ဖြော်ပြရေးနုပညာနဲ့ဟာတာဆိုတာကဒီလိုမျိုးတရွာတဲ့လောက်ရက်တွေဟာနှစ်နိုင်ငံပြည်သူတွေကြားမှာနားလည်မှုလွဲမှားစေခြင်းအမုန်းပွားစေခြင်းစတဲ့မလိုလားအပ်တဲ့ဆိုးကျိုးတွေကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေ fashion ပွဲတွေမှာအခြားနိုင်ငံရဲ့ယဉ်ကျေးမှုကိုလေးစားစွာဖန်တီးတာတွေရှိသင့်ပြီးဒီလိုလောင်ပြောင်တရွာတဲ့ပုံစံမျိုးကတော့နိုင်ငံတကာစံနှုန်းအရာရောလူကျင့်ဝတ်အရာပါလုံးဝလက်ခံလို့မရပါဘူး။ဒီ Miss ACDC 2025 ပြိုင်ပွဲရဲ့ဗီဒီယိုဖိုင်ပြန့်နှံ့ပြီးတဲ့နောက်မှာမြန်မာပြည်သူတွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကြောင့်သက်ဆိုင်ရာပြိုင်ပွဲစီစဉ်သူတွေနဲ့ပြိုင်ပွဲဝင်တွေအတွက်တရားဝင်တောင်းပန်မှုပြုလုပ်ရန်လိုအပ်နေပါတယ်။အခုချိန်ထိတရားဝင်တောင်းပန်မှုရှိမရှိကိုတော့ကျမတို့အနေနဲ့ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။ဖြော်ပြရေးလုပ်ငန်းတွေမှာပါဝင်သူတိုင်းဟာသူတို့ရဲ့လုပ်ရက်တွေအပေါ်တာဝန်ယူမှုရှိရပါမယ်။လူမှုကွန်ရက်ခေတ်မှာတစ်ကမ္ဘာလုံးကအမြင်အာရုံကိုချက်ချင်းရောက်ရှိနိုင်တဲ့အတွက်အမှုပညာဖန်တီးမှုတိုင်းကိုစဉ်းစားဆင်ခြင်ပြီးတော့မှပြုလုပ်သင့်ပါတယ်။ဒီအဖြစ်အပျက်ကမြန်မာထိုင်းနှစ်နိုင်ငံလုံးအတွက်သာမကတကမ္ဘာလုံးကဖြော်ပြရေးသမားတွေအတွက်သင်ခန်းစာတစ်ခုပေးလိုက်တာပါဘာသာရေးလူမျိုးရေးဆိုင်ရာအထိမခံတဲ့အကြောင်းအရာတွေကိုဟာတာပြုတ်လုပ်ခြင်းကလုံးဝလွဲမှားတဲ့လုပ်ရဖြစ်ပြီးတော့လေးစားမှုရှိခြင်းကဘယ်တော့မှမေ့ထားလို့မရတဲ့အခြေခံတန်ဖိုးဖြစ်တယ်ဆိုတာပါပဲကဲပရိသတ်ကြီးတို့ရေနောက်ထပ်လည်းဒီလိုအမှုပညာလောကတွေကနေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုထပ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့လို့ဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်